တော့ဒီနေ့မှာတော့ဆရာတော်မဟာဘုတ်အသုံးချမှာဟုတ်သင်္ကန်းစာနံပါတ်1ဖြစ်ပါတယ်အဲ့တော့နံပါတ်2ဖြစ်တဲ့အခါမှာပြီးခဲ့တဲ့နံပါတ်1မှာပြောခဲ့သလိုပဲမြန်မာမွေးသက်ကရိတ်ကိုခုနဲ့စားရတယ်လို့ပြောတယ်အဲ့တော့ဆရာနမူနာလေးတစ်ခုတက်ပြပါမယ်မြန်မာမွေးသက်ကရိတ်က1389ခုနှစ်အခုနှစ်ပါ1389ခုနှစ်အခုနှစ်မှာဖြစ်တယ်ဒီနှစ်ကိုပဲတွက်ပြပါမယ်ဒီနှစ်ကိုတွက်ပြမယ်ဆိုလို့ရှိရင်ကြတော့ဆရာတော်က1389ခုနဲ့စားရမယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဆရာ1380နဲ့ခွန်ကိုခွန်နဲ့စားပါမယ်ဒါအခုနှစ်အတွက်ပေါ့နော်အခုနှစ်မှာမွေးဖွားတဲ့သူတွေအတွက်မူလစားတာပေါ့နော်နောက်တစ်ခါဒီနှစ်မှာဖြစ်နိုင်တဲ့ဒီဆရာကောစာအတွက်ဆိုလေဟုတ်တယ်ပေါ့နော်အသက်တော့မပါဘူးဒါအသက်ဆိုတာအသက်30 40ဆိုရင်ဒါကိုဆိုလိုတာပါအဲ့တော့ဒါကတော့ဆရာတော်အခုတော့လောလောဆယ်ဆရာတော်ဒီ1389ခုကိုခွန်နဲ့စားတဲ့ဒီကိစ္စလေးကိုပေါ့နော်ဒီအကြောင်းလေးကိုအရင်ပြောပါမယ်ခွန်နဲ့စားတယ်ဆိုတော့ခွန်တလီခွန်ပေါ့နော်ဆရာတို့6ကျွန်းတယ်68ခွန်9လီ63 5ကျွန်းတယ်ပေါ့နော်ခြေတက်တော့ခွန်ဆွဲချတယ်ဆိုတော့ဒီမှာ8ကိုဆွဲတာခွန်8လီ50နဲ့6ဆိုတေကျွန်းတယ်အဲ့တော့တေကျွေးမယ်ပေါ့နော်1380ခွန်မှာမွေးဖွားတဲ့သူတယောက်ကိုခွန်နဲ့သူ့ရဲ့ကံစားတော်ဟောဖို့အတွက်တွက်မယ်ခွန်နဲ့စားတယ်ဆိုရင်တေကျွန်းပါတယ်အဲ့တော့1380ခွန်ဒီတေကျွန်းကဏ္ဍဖြစ်ပါတယ်ဒီလိုဆိုလိုပါတယ်เนาะအဲ့တော့ကောင်းပြီနောက်တစ်ခုဆရာနမူနာထပ်တော့ရ1360ခွန်ပေါ့เนาะ60ခွန်ခုမှာဖွားတဲ့သူရဲ့စားတာတွက်မယ်ဆရာတို့ခွန်နဲ့စားမယ်ဒီလိုပဲခွန်တလီခွန်6ကျွန်းနဲ့66ခွန်9လီ63 3ကျွန်းနဲ့ခွန်ဆွဲဒီခွန်ဆွဲပဲအဲ့တော့ခွန်5လီ35ဟိုနဲ့5တော့ရင်2ကျွန်းနဲ့2ကျွန်းသမားပေါ့နော်အဲ့တော့ဒီဟာလေးကဆရာတို့က1380ခွန်စားရင်1ကျွန်းနဲ့1360ခွန်စားလို့ရှိရင်2ကျွန်းနဲ့ပေါ့စသဖြင့်ရှိပါတယ်အဲ့တော့ဒီအကျွန်းလေးတွေကိုကြည့်ပြီးတော့ဆရာတော်မဟာဘုတ်ချမှာဖြစ်ပါတယ်ဒီအကျွန်းကိုယူအောင်မှာဖြစ်ပါတယ်ဒီပေါ်ကစားလို့ရတယ်စားကြီးရလက်ကိုယူအောင်မဟုတ်ပါဘူးဒါဒီမှာဆရာထူးထူးခြားခြားတွေ့တယ်ပေါ့နော်ကိုယ့်ရဲ့မွေးသက်ကလေးကိုပြတယ်1300နဲ့ဘယ်နှစ်ခုနှစ်ပေါ့ခုနှစ်ဆိုင်ရင်ဘာကျွန်းလဲဆိုတော့ဒါက3တန်း4တန်းကလေးတွေတည်တဲ့ကိစ္စပါ line ပေါ်မှာဆရာတို့ Facebook မှာတော့တက်ပြီးတော့ post စီစာတွေရေးပြီးတော့ဒီအရာလို့မစားရဘူးဆိုတော့တော်ကိုထူးထူးဆန်းဆန်းပေါ့ဆရာတို့စာမတက်ရင်တော့တမျိုးပေါ့စာမတက်တဲ့သူတွေရှိပါတယ်ဒါသူတို့စော်ကားတာမဟုတ်ပါဘူးငကိုတွေကစာမတင်ကြရလို့စာမတက်လို့ဆိုရင်တော့ဒါသူ့အပြစ်တင်စရာမဟုတ်ပါဘူးဒါပေမဲ့စာတက်တယ်ဆိုရင်တော့သူရေးတဲ့တပ်ပုံတွေကြီးကိုလည်းမှားတယ်သူထည့်ကြည့်လို့သူ support ချင်တယ်ဒါပေမဲ့ဒီလိုမစားရဘူးဆိုတော့ဒါဆိုရင်တော့3တန်း4တန်းကလေးတွေကြီးမှာတင်လိုက်ပါလို့ပဲဆရာပြောရင်မစားတတ်ရင်တော့ဒီမဟာဘုတ်ကိုဆက်ပြီးတော့တင်နေကြအကြောင်းရှိပါဘူးဒါဘာမှခက်တဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ဒါလွယ်လွယ်လေးပါပဲနောက်တစ်ခုကတော့ဒါဆရာတော့နီးလေးတစ်ခုပေးပါမယ်ဒါအလွယ်စားတဲ့လွယ်လုတ်တဲ့နီးပေါ့နော်ဒါအလွယ်လုတ်တဲ့နီးဆိုတော့ဆရာတို့ကတော့ဒီအလွယ်လုတ်တဲ့နီးကိုပဲသုံးတယ်စိတ်တွက်နဲ့အတွက်လို့ရတာပေါ့နော်အဲ့ဒါပါလဲဆိုတော့1380ခွန်ဆိုရင်73ဖြုတ်တာလေ80ခွန်5ပေါင်းလိုက်တယ်စိတ်ချပေါင်းလည်းရတယ်92ရတယ်ဆရာ8နဲ့9နဲ့ပေါင်းဒီမှာ80ခွန်5ပေါင်း92ရတယ်ဒီခွန်နဲ့ဆိုင်ဒီခွန်က2ကျွန်းပါပဲ2ကျွန်း2ဆွဲချက်22ဖြင့်ခွန်နဲ့ဆိုင်1ကျွန်းပါပဲလွယ်လွယ်လေးပဲနော်အဲ့တော့1380ခွန်မှာ13ကိုမြုပ်မယ်ဒီဟာဆိုတော့13ကိုဖြုတ်လိုက်အောင်နောက်ဆုံး9နဲ့သာထည့်ပေါင်းလိုက်92ရမယ်ခွန်နဲ့ဆိုင်2ကျွန်းမယ်ဒါ2ဆွဲချက်21ဆို1ကျွန်းပါနော်ဘာမှခက်တာမဟုတ်ပါဘူး60ခွန်ဆိုလဲ9ပေါင်းမယ်92ရမယ်ခွန်နဲ့ဆိုင်ခွန်တော့3ကျွန်းသွားမှာ2ကြမှာ2ကျွန်းတာပေါ့နော်လွယ်လွယ်လေးပါပဲဒါသင်္ချာအစိမြင့်တန်းလဲသိကြရမလို့ပေါ့ဆရာတို့3 4တန်းလောက်ဆိုရင်တော့အပေါင်းတော့အမြောက်စားပဲဘာမှခက်တာမဟုတ်ပါဘူးဒါလောက်ကတော့ဆရာတို့ကဆရာတွေနဲ့တင်ပြီးတော့ဆရာကို1300နဲ့ဘယ်နှခုနှစ်ပါဆရာစရင်ဘာကျွင်းလုံးဆိုတဲ့မိကုံမျိုးတော့မမေးသေးဘူးလို့ထင်ပါတယ်နော်ဒါမှားကြလဲအကြောင်းမရှိပါဘူးဒါတော့အခုကဆရာနှစ်နည်းပြတာလေအလွယ်စားကြည့်ရင်နောက်ဆုံးနှလုံးကို9ထည့်ပေါင်းခွန်းနဲ့ပဲစားအကုန်လုံးကိုပေါင်းခြင်းနဲ့အကုန်လုံးပေါင်းပြီးစားခြင်းနဲ့ဆိုလို့ရတယ်ဘာမှမခက်ပါဘူးဒါလွယ်လွယ်လေးပါပဲเนาะလွယ်လွယ်ဖြစ်တဲ့ကြောင့်တစ်ကျွန်းဟုတ်ပြီတစ်ကျွန်းတော့ဘာလို့ရမှာလဲဟုတ်ပြီတစ်ကျွန်းနဲ့ဆိုရင်ဆရာတို့ကသူ့ရဲ့လင်္ကာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အောင်လန်တူစစ်သူကြီးပွဲဆိုလင်္ကာလေးရှိပါတယ်အဲ့လင်္ကာလေးကိုတော့သိထားမှာဖြစ်ပါတယ်
ဒါလည်းသိပြီးတော့ခက်တာတော့မဟုတ်ဘူးအောင်လာတူစစ်သူကြီးပွဲဆိုတော့ရုပ်ရှင်လေးရိုက်တာလည်းရှိတယ်အမျိုးမျိုးပေါ့နော်လူတွေလည်းပြောဆိုနေကြလည်းရှိတယ်တချို့လည်းဟိုနာမည်ပေးတာလည်းရှိပါတယ်အဲ့တော့ဒီအောင်လာတူစစ်သူကြီးပွဲဆိုတာဘာလဲဆိုတော့ဆရာရှင်းပြအောင်ဆိုတာတနင်္ဂနွေပြောပါတနင်္ဂနွေကပေါ့နော်တစ်လမ်းဆိုတော့ဗုဒ္ဓဟူးဖြစ်တော့၄ထူဆိုတာတနာစနေဖြစ်တော့ခွန်သုံးကြလို့လေရေးလို့ရပါတယ်တူပါပဲခွန်နဲ့စစ်ဆိုရင်ဆိုစစ်ဆိုတော့အင်္ဂါဖြစ်တယ်3သူဆိုတော့တောက်ကြဖြစ်တယ်သဟာတောက်ကြဆို6ကြီးဆိုတာတနင်္လာဖြစ်တယ်က5ဆိုတော့2ပွဲဆိုတော့ပမှာဆို5အဲ့ဒီမှာတော့ဆရာတို့ကတခုသိစရာလေးဟာဒီ1-4ခွန်ပေါ့3ညပေါ့ဒါတော့3-6-2-5ဆိုကဏ္ဍနေတော့သိရဖြစ်တယ်တနည်းကုန်တွေကတော့1ဗုဒ္ဓဟူးဆိုရင်4ဆိုတော့သိဖို့တော့လိုအပ်ပါတယ်အဲ့တော့ဆရာတို့ကဒါလည်းမသိဘူးဆိုတဲ့သူတွေလည်းရှိနေပါတယ်အဲ့တော့ဆရာတို့ကဘာပြောတနည်းကုန်တွေဆိုတာဘာလဲဘယ်လိုအခက်ရတဲ့တနည်းကုန်တွေလဲဆိုတော့ဆိုတဲ့တနည်းကုန်တွေပါပဲနဲ့ပတ်သက်ရင်ဆိုတဲ့နန်သင့်လို့ခေါ်ပါတယ်နန်သင့်သင်္ချာလို့လည်းခေါ်တယ်နန်သင့်သင်္ချာနော်နောက်တစ်ခါဗုဒ္ဓဟူးရပလက်ရကောက်လာဝတချို့ကတော့ဒီရပလက်နဲ့ရကောက်ကိုရဟုတ်လို့ယူတယ်အဲ့တော့ဆရာအရင်ပြောသလိုလောလောဆယ်မိထားလိုက်ပါရပလက်ရကောက်လာဝဒီဗုဒ္ဓဟူးသူ့ကို၄ပေါ့နော်ဗုဒ္ဓဟူးကဘာလို့၄ဆိုတော့ဆရာတနင်္ဂနွေရဲ့ site တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဆို၄ခုမြောက်ပေါ့နော်ဒါမှမဟုတ်၄ယူပါတယ်ထူပေါ့နော်ထူခွန်လည်းဖြစ်တယ်၃ညာလည်းဖြစ်တယ်ဘယ်လိုပဲရေးရပါတယ်၃ညာလည်းရေးကြအဲ့တော့စနေတာထတနာစနေပါဟောတနဲ့ဆိုင်ထနဲ့ဆိုင်ဓာတို့ဓာဝတွေးဓာဝချိန်နန်းဆိုစလုံးနေပြီစနေဖြစ်တယ်အခရာနဲ့အခရာကိုနန်သင့်တင်ချာခဏပြောရင်ခွန်ဖြစ်ပါတယ်နော်စစ်3မှာစစ်အင်္ဂါဖြစ်ပါတယ်ဟောစညစားလုံးစလိဇာကွယ်ဇမ်ဇွေညသည်ဆရာတို့အင်္ဂါဖြစ်ပါတယ်နော်စညအင်္ဂါဖြစ်ပါတယ်ငါပြင်ဆိုတောက်ကြပေါ့နော်6ကတနဲ့ဟာနဲ့နှလုံးသည်ဒါတောက်ကြဖြစ်ပါတယ်နောက်တစ်ခုကဆရာတို့ကြီးတနင်းလာဖြစ်ပါတယ်တနင်းလာကာကြီးခါဝေကငယ်ကာကြီး5သည်ဆိုရင်ဒါတနင်းလာနံဖြစ်ပါတယ်တောင်းနံပါတ်5ဖြစ်တယ်ဆရာတို့ဇာတာပရိပေါ့နော်ဇာတာပရိဒီဘာလချိုင်ဘာကုံမဖမဒီဇာတာပရိအဲ့တော့အောင်လန်တူစိတ်သူကြီးပွဲဆိုတော့ ਨੇ အောင်ဒီ1လန်ဒီဘုံလူပြီးတော့4ထူဒီဒါလည်းဆရာတို့ဆိုတနင်္ဂနွေကစာရေးတနင်္ဂနွေ1ပေါ့တနင်္လာဆို2ပေါ့အင်္ဂါဆို3ပေါ့ဗုဒ္ဓဆို4ပေါ့ဇာတာပရိဆို5တောက်ကြဆို6စနေဆိုခွန်ပေါ့နော်ဒါတော့3ညပေါ့ဒါကတော့ဆရာတို့ဘယ်လိုဖြစ်သိနေရမှာဖြစ်ပါတယ်အဲ့တော့ဒီကကြီးရပါလဲခါဝေးရပါလဲဆိုတာသိချင်တော့ဒီဇရာလေးကိုကြည့်လိုက်ရင်သိပါတယ်ဒါကတော့များသူလည်းသိအဲ့တော့အောင်လန်တူစစ်သူကြီးပွဲလို့ဆိုတာ ਨੇ ဒါဆရာတို့အောင်ဒီသူ့ရဲ့အရင်လင်္ကာလေးတန်းကိုဆရာတို့ကအကျွေးကိုတစ်ကျွေးရင်တစ်ကနေစထူမယ်မဟာဘုတ်ကို၄ကျွေးရင်၄ကနေစထူမယ်ခွန်ကျွေးရင်ခွန်ကနေစထူမယ်စစ်ဆိုရင်3သူကြီးပွဲ6နဲ့5အဲ့ဒါနေပြီးတော့ဆရာတို့ကဒီမဟာဘုတ်ဝင်လေးကိုထူအောင်မှာဖြစ်ပါတယ်ဆရာကပြောနေတာကတော့မဟာဘုတ်ကိုလုံးဝမသိတဲ့သူတွေကိုရွေးပြီးပြောနေရပါသိပြီးသားသူတွေနေတော့ဒါအချိန်ကုန်တာပေါ့နော်ဒါပြင်းစရာလည်းကောင်းပါမယ်ဒါပေမဲ့ဆရာကပညာဒါနသင်နေဆိုတဲ့တော့ကျွန်တော်မသိသေးဘူးလို့ယူဆပြီးတော့သင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုတော့ဆရာတို့ save လုပ်ထားပါမတက်သေးတဲ့သူပေါ့နော်အဲ့တော့လွယ်လေးပါပဲစားရဲဆိုဘာလုပ်မလဲဒီဥစ္စာလေးကိုနောက်ဆုံးနှလုံးမြန်မာတက်ကလေးနော်ဆရာထားပြောင်းမယ်နောက်ဆုံးနှလုံး9နဲ့ပေါင်းခုနဲ့စားလဲစိတ်တွက်ကလေးပါဆရာတို့က80ခွန်ဆိုစိတ်တွက်ကိုအလိုတည်း80ခွန်9နဲ့ပေါင်းကို90နေဆိုရင်ခုနဲ့စားရင်ခွန်9က2ကျွင်းမယ်နောက်တစ်လုံးက2ဆိုချင်20နှစ်ဆိုခုနဲ့စား1ဒါတည်းဆရာတို့တွက်ပါများတယ်နော်စိတ်တွက်ကလေးပါအဲ့တော့မွေးတက်ကလေးပြောရင်ဟိုဆရာတို့ကတိတ်ပြီးဒလူတွက်ချက်နေစရာမလိုပါဘူးဒါကျွမ်းကျင်အဲ့တော့ဒီလင်္ကာလေးတိုင်းကိုဘလူဒီဇာလေးတွေမှာထည့်ရမလဲဆိုတာတော့နောက်နံပါတ်3မှာဆရာတို့ပြောပါမယ်အဲ့တော့ဒီမှာဂွင်တွေရှိတယ်ပုတိဘင်္ဂဗရဏပုတိဘင်္ဂဗရဏအထုံးတိုက်ရတာအဓိပတိဆိုတဲ့ဂွင်တွေရှိတယ်ဒီမှာအောင်လန်တူစိတ်သူကြီးပွဲဂျိုကြီးခုနလိုတနင်္ဂနွေယူတနင်္လာအင်္ဂါဗုဒ္ဓကျတဲ့ပြောက်ကြစနေရှိတယ်ဒီနှစ်ခုကိုပေါင်းစပ်ပြီးဆရာတို့ကမဟာဘုတ်ကိုဟောတာပါဒီဂွင်အကြောင်းဆရာနောက်ထပ်သင်ပါမယ်အခုဒီဥစ္စာကတော့တနင်္ဂနွေဒီဗုဒ္ဓဟူးဒီရပလက်ရကောင်းလာပါဆိုတာလေးကိုသိအောင်တော့အရင်ကြိုးစားထားပါဒါလေးကို save လုပ်ထားလိုက်ပါ